အားလုံးပဲမင်္ဂလာပါရှင်2026နှစ်သစ်မှာစတင်ပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဒီ view လေးကတော့ AI နဲ့ Canva ကိုအသုံးပြုပြီးတော့ပုံမြင်စာအုပ်နဲ့ပုံမြင်ဗီဒီယိုဖန်တီးနည်း free sharing session လေးလုပ်ပေးသွားမယ့်အကြောင်းကိုသတင်းကောင်းလေးဝင်ပြတာပဲဖြစ်ပါတယ်ရှင်ဒီ sharing session မှာဘာတွေပါဝင်မလဲဆိုတော့နံပါတ်1Canva ရဲ့အခြေခံလုပ်ဆောင်ချက်တွေနဲ့အသုံးဝင်ဆုံး tool တွေကိုအစားပြုမိတ်ဆက်ပေးပါမယ်နံပါတ်2ဇက်ကောင်ဒီဇိုင်းတွေတသက်မှတ်တဲ့ဖြစ်အောင် ChatGPT စီကနေအသေးစိတ် prompt တွေတောင်းဆိုနေနံပါတ်3ပုံမြင်တစ်ပုဒ်လုံးအတွက်လှပတဲ့ AI ရုပ်ပုံတွေကို Gemini Nano Banana ဖြင့်ရုပ်ပုံများထုတ်ယူနေနံပါတ်4ရရှိလာတဲ့ပုံတွေနဲ့စာသားတွေကိုပုံမြင်စာအုပ်ဖြစ်အောင် Canva ထဲမှာတင်ဖြည့်နေနံပါတ်5TTF free talk နဲ့တဘာဝကျတဲ့မြန်မာ AI အတန်ဖန်တီးပြီး Canva ဗီဒီယိုထဲမှာအတန်နဲ့ရုပ်ပုံတသားတဲ့ဖြစ်အောင်ပေါင်းစပ်နေနံပါတ်6Design ဖြစ် digital flip ပို့ပြောင်းလဲနေဘက်ခွန်နောက်ဆုံးအနေနဲ့မိမိဖန်တီးထားတဲ့ပုံမြင်စာအုပ်ကို Gumroad ပေါ်မှာဘယ်လိုရောင်းချမလဲဆိုတာကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီ sharing session ကိုဘယ်သူတွေတက်တင်လဲဆိုလို့ရှိရင်ကိုယ်ပိုင်ပုံမြင်စာအုပ်ဖန်တီးခြင်းတဲ့သူတွေပုံမြင်ဗီဒီယိုထဲမှာအတန်လေးတွေထည့်ပြီးတော့ဖန်တီးခြင်းတဲ့လူတွေဆိုလို့ရှိရင်တော့တက်တင်ပါတယ် sharing session လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် comment ထဲမှာရှိနေတဲ့ link ထဲမှာဝင်ပြီးတော့ register လုပ်လို့ရပါတယ်ဒါမှမဟုတ် not on Facebook page messenger မှာ support ပြီးတော့ပါဝင်လို့ရပါတယ်ရှင် sharing session ပြုလုပ်ပေးမယ့်ရက်လေးကတော့ January လ2026 15ရက်နဲ့16ရက်နေ့မှာပြုလုပ်ပေးမှာပဲဖြစ်ပါတယ်အချိန်ကတော့ညမြန်မာစံတော်ချိန်9နာရီကနေပြီးတော့10နာရီမှာပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ရှင်အားလုံးနဲ့ sharing session လေးမှာတွေ့ရဖို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင် bye bye